အကိုစောင့်နေရတာကြာသွားပြီလား စောင့်ရတာပဲမကြောက်ဘူးရလို့မရှိပါဘူး အကိုဘာမှထားပြီးပြီတော့ လမ်းခီးမှခီးဆိုင်ဖို့တော့မှားထားပြီးပြီ ရှင်ဒီနေ့အကိုကစိုင်ဖွင့်တာနော် ဟုတ်တယ်လေ ဘာဆိုင်လဲ ဘာမှမဆိုင်ဘူး မဟုတ်ဘူးလေဘာလောက်တာလဲလို့ပြောတာ ဟာဘာမှမလုပ်သေးဘူးနော် ဘာလောက်စားတာလဲလို့ မနေ့ကတော့ကြာစံချက်လှုပ်စားတယ် အကိုကစိတ်ဝင်စားစရာကောင်းတယ်နော် အေးလေစီယိုတေချာမှမခတ်တာအဲ့ကောင်တွေကလင့်ရင်ဝင်စားမှာပဲ အကိုကဘာဆိုင်လဲ ထင်းရဆိုင် ဘာရသည်လဲလို့မေးတာလေ မိုးရသည်လေ ကန်ဆာပဲနေမှာပါ ဟုတ်တယ်အဆင့်လေးတဲ့ကုလို့မရတော့ဘူးလေ ရှင် ဟောအခုကြီးတော်ကြီးယောဂကိုပြောတာပါတလောကပဲဆုံးသွားပြီ ဩဆုံးသွားပြီလား ဟုတ်တယ်အတူမတက်တိုင်းတာ3လကြာသွားတာ ਉ အကိုကစကားကိုဒီလိုပဲပြောတတ်တာလား အင်္ဂလိပ်လိုလည်းပြောတတ်ပါသေးတယ် ရှင်ကျမကိုလှောင်နေတာလား လောင်အောင်ညီမမိုးကုံရင်ဈေးတက်မှာမဟုတ်လို့လား ရှင်မလို့လူတော့ ဟိုမိုဆေးပြင်းလေပခုံးတစ်ဖက်ကြာခေါင်းပေါက်တာပဲ ရှင်ဘလို့တောင်းတော့ ညီမရဲ့ညီမနဲ့ကိုနဲ့အခုမှတွေ့တာအဲ့ဒါကြီးပြောမစောလုံးနေသေးဘူးလား